စကြဝဠာယေဒနာတိုက်တစ်ခုဖြစ်တဲ့55 Cancri E စိန်ကျိုစကြဝဠာကြီးဆိုတာမိတ်ဆွေတို့စိတ်ကူးရင်တော်ထက်ပုံမှုစမ်းကြယ်လာပါတယ်။ဒီဘက်ပညာရှင်တွေဟာအာကာသထဲမှာကြီးခဲတဲ့ဂျိုးတွေဓာတ်ငွေကြီးတွေနဲ့ဖွဲ့စည်းထားတဲ့ဂျိုးတွေကိုတွေ့ရှိခဲ့ကြပြီးတဲ့နောက်2004ခုနှစ်မှာလူသားတွေအားအသင့်စေမဲ့စိန်ကျိုတစ်လုံးကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ယနေ့ဗီဒီယိုလေးမှာတော့ထူးဆန်းလာတဲ့အာကာသကမ္ဘာကြီးရဲ့ပြရုပ်တစ်ခုဖြစ်တဲ့အဆိုပါစိန်ကျိုအကြောင်းကိုမျှဝေပေးသွားမှာဖြစ်လို့စိတ်ဝင်စားရဆိုရင်တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါဦး။တစ်ဆက်တည်းမှာပဲကျွန်တော်တို့ရဲ့ရွှေစည်းကွာအနာဒီမဲ့ channel လေးမှာအခုလိုစိတ်ဝင်စားစရာကောင်းတဲ့ကြော်များကိုပြည်သက်များအတွက်အမြဲတမ်းလိုတင်ဆက်ပေးသွားမှာဖြစ်တဲ့ကြောင့် like and subscribe လုပ်ထားဖို့လေတောင်းဆိုလိုက်ရပါတယ်ဗျာဒီဂျိုကြီးရဲ့သိပ္ပံအမည်က55 Cancri E ဖြစ်ပြီးတော့နက္ခတ္တဗေဒလောကမှာအထူးခြားဆုံးဂျိုတစ်ခုအဖြစ်နဲ့မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်55 Cancri E ကို2004ခုနှစ်ဩဂုတ်လ30ရက်နေ့မှာစတင်တွေ့ရှိခဲ့တာဖြစ်ပြီးတော့၎င်းဟာကမ္ဘာကနဲ့အလင်းနဲ့40ခန့်အကွာဝေးရှိတဲ့ခန့်ခါကျဲစုတန်းထဲမှာတည်ရှိပါတယ်၎င်းကိုမိခင်ကျဲပြစ်တဲ့55 Cancri A ကိုလှည့်ပတ်နေတဲ့ဂျို9လုံးတဲကတစ်လုံးအဖြစ်တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်အဆိုပါဂျိုကိုကနဦးမှာ radial velocity လို့ခေါ်တဲ့နည်းလမ်းနဲ့ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီးတော့နောက်ပိုင်းမှာ Spitzer Space Telescope နဲ့ Hubble Space Telescope တို့ရဲ့အကူအညီနဲ့အသေးစိတ်လေ့လာနိုင်ခဲ့တာဖြစ်ပါတယ်55 Cancri E ဟာကမ္ဘာနဲ့နှိုင်းယှဉ်မယ်ဆိုရင်အလွန်ကြီးမားတဲ့ဒုတဲ့ရှိတဲ့ဂျိုဖြစ်ပါတယ်တပည့်ပညာရှင်တွေကအဆိုပါဂျိုကို Super Earth အမျိုးအစားဖြစ်သတ်မှတ်ထားကြပါတယ်၎င်းရဲ့အချင်းဝက်ကကမ္ဘာထက်2ဆခန့်ပိုကြီးပြီးတော့ Dread ဟာကမ္ဘာထက် 8.6 ဆခန့်ပိုမိုလေးလံပါတယ်ဒီဂျိုဟာကမ္ဘာထက်2ဆခန့်ပိုမိုသိပ်သီးတယ်ဆိုတဲ့အချက်ကဂျိုရဲ့အတွင်းပိုင်းမှာထူးခြားတဲ့ dressing တွေရှိနေနိုင်ကြောင်းအရေးအမော့ပြသခဲ့တာဖြစ်ပါတယ်ဒီဂျိုကိုစိတ်ဂျိုလို့ခေါ်ရတာဟာ၎င်းရဲ့ဓာတုဖွဲ့စည်းပုံကြောင့်ဖြစ်ပါတယ်ကမ္ဘာမြေပြင်ရဲ့အတွင်းပိုင်းမှာအောက်ဆီဂျင်နဲ့ဆီလီကိတ်ကျွဲဝပေမဲ့55 Cancri E မှာတော့ကာဗွန်အလွန်အမင်းကျွဲဝနေတာဖြစ်ပါတယ်ဒီဘက်မယာရှင်တွေရဲ့တွက်ချက်မှုအရဒီဂျိုရဲ့အနည်းဆုံး3ပုံတစ်ပုံဟာစိန်တွေနဲ့ဖွဲ့စည်းထားနိုင်တယ်လို့ဆိုကြပါတယ်ဂျိုရဲ့မိခင်ကျင်းမှာကာဗွန်ပမာဏများပြားတာကြောင့်ဂျိုဖြစ်ဒီလာစင်ကတဲ့ကကာဗွန်ဓာတ်အများအများပါဝင်ခဲ့ပါတယ်ဂျိုဟာ၎င်းရဲ့မိခင်ကျင်းနဲ့အလွန်နီးကပ်နေတဲ့အတွက်မျက်နှာပြင်အပူချိန်မှာ2400ဒီဂရီဆဲလ်စီယပ်အထိကိုမြင့်မားနေပါတယ်ဒါ့အပြင်ဂျိုရဲ့ကြီးမားတဲ့ဒုတဲ့ကြောင့်ဖြစ်ပေါ်လာတဲ့အတွင်းပိုင်းဖိအားနဲ့အပူချိန်တို့ပေါင်းစပ်ပြီးတော့ကာဗွန်တွေကို graphite အဖြစ်ကနေ diamond စိန်အဖြစ်သို့ပြောင်းလဲပစ်လိုက်တာလည်းဖြစ်ပါတယ်ဒီဂျိုပေါ်မှာရှိတဲ့ပတ်ဝန်းကျင်ဟာကျွန်တော်တို့တည်ကျွမ်းထားတဲ့ကမ္ဘာနဲ့လုံးဝကိုဆန့်ကျင်ဘက်ဖြစ်နေပါတယ်55 Cancri E ဟာ၎င်းရဲ့မိခင်ကျဲကိုအလွန်နီးကပ်စွာလက်ပတ်နေပြီးတော့တပတ်ပမီဖို့ကကမ္ဘာအချိန်နဲ့ဆိုရင်18နာရီသာကြာမြင့်ပါတယ်ဒါကြောင့်ဒီဂျိုပေါ်မှာတစ်နေ့ပြည့်ဖို့18နာရီသာစောင့်ရပါတယ်လာဟာကမ္ဘာကိုအမြဲမျက်နှာမူထားသလို55 Cancri E ဟာလည်း၎င်းရဲ့မိခင်ကျဲကိုတစ်ဖက်တည်းသာအမြဲမျက်နှာမူထားပါတယ်ဒီဂျိုပေါ်မှာအမြဲတမ်းနေအောင်ရနေပြီးတော့ချော်ရည်မြစ်တွေစီးစင်းတွေကအပူချိန်ကအလွန်မြင့်မားနေပါတယ်ညဘက်မှာတော့အမြဲတမ်းမှောင်မိုက်နေပေမဲ့အပူချိန်က1100ဒီဂရီဆဲလ်စီယပ်ခန့်ကိုရှိနေသေးဖြစ်ပါတယ်လေ့လာချက်အသစ်တွေအရဒီဂျိုပေါ်မှာအလွန်ထူထပ်တဲ့လေထုရှိနေနိုင်ကြောင်းသိရှိရပါတယ်အဲဒီလေထုထဲမှာကာဗွန်မိုနောက်ဆိုက်ဒါမှမဟုတ်ကာဗွန်ဒိုင်အောက်ဆိုက်တွေပါဝင်နိုင်ပြီးတော့ဂျိုရဲ့အပူချိန်ကိုတစ်ဖက်မှတစ်ဖက်သို့သယ်ဆောင်ပေးနေတယ်လို့ယူဆရပါတယ်အပျော်သဘောနဲ့တွက်ချက်ကြည့်မယ်ဆိုရင်တော့ဒီဂျိုပေါ်မှာရှိတဲ့စိန်တွေရဲ့တန်ဖိုးဟာကမ္ဘာစီးပွားရေးတစ်ခုလုံးထက်ကိုမှအစာပေါင်းများစွာသာလွန်နေတာတွေ့ရပါတယ်အချို့ကဒီဂျိုရဲ့တန်ဖိုးကိုဒေါ်လာနိုနီလီယံပေါင်းများစွာရှိတယ်လို့ခန့်မှန်းကြပါတယ်ဒါပေမဲ့လည်းဒီစိန်တွေကိုကမ္ဘာကိုသယ်ယူလာနိုင်ဖို့ကလက်ရှိနည်းပညာနဲ့ဆိုရင်တော့မဖြစ်နိုင်သေးပါဘူး55 Cancri E ကိုလေ့လာခြင်းဟာနက္ခဏ္ဍဗေဒပညာရှင်တွေအတွက်တော့အလွန်အရေးကြီးပါတယ်လက်ရှိမှာ James Webb အာကာသမှန်ပြောင်းကြီးကိုအသုံးပြုပြီးတော့ဒီဂျိုရဲ့လေထုနဲ့မျက်နှာပြင်ကိုပုံမတိကျစွာလေ့လာဖို့ကြိုးပမ်းနေကြပါတယ်55 Cancri E လို့ခေါ်တဲ့စိန်ဂျိုဟာစကြဝဠာရဲ့အမခန့်ပြရုပ်တစ်ခုဖြစ်ပါတယ်အချိန်ကလူသားတွေကစိန်ကိုကမ္ဘာမြေအောက်မှာသာရှာဖွေနိုင်ခဲ့ပေမဲ့တခုအခါမှာတော့ကောင်းကင်ယံမှာရှိတဲ့ကျဲတာယာတွေကြားမှာစိန်တောင်စိတ်ပင်လယ်တွေရှိနေနိုင်ကြောင်းသိရှိခဲ့ရပြီဖြစ်ပါတယ်ဒီရှာဖွေတွေ့ရှိမှုကအနာဂတ်အာကာသခရီးသွားလာရေးနဲ့စကြဝဠာအကြောင်းလေ့လာမှုတွေအတွက်တော့ကြီးမားတဲ့တွန်းအားတစ်ရပ်ဖြစ်စေပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးတကြည့်ပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ